အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ကိုကျော်သူရယူရှင်နဲ့အတက်ကလေးရတယ်ကျွန်တော်ရဲ့ချစ်မိတ်ဆွေကိုရီမားတွေအားလုံးကိုမင်္ဂလာပါလို့ဥစ္စာနဲ့ကိုဆက်ကျွန်တော်ရဲ့အခု live show လေးကနေအားလုံးကိုပြန်လည်ပြီးတော့ကျွန်တော် live ပါတယ်ခေအားလုံးပဲကျွန်တော်ရဲ့ချစ်မိတ်ဆွေကိုရီမားတွေအားလုံးပဲမင်္ဂလာရှိတဲ့ကျွန်တော်ရဲ့မျိုးတွေအားလုံးပဲနေလေးပဲဖြစ်ပါတယ်ကျွန်တော်ရဲ့အခုဗီဒီယိုပိုင်းကျွန်တော်ရဲ့ချစ်မိတ်ဆွေကိုရီမားတွေအတွက်ကိုနော်ဒါ6ရက်နေ့ဗုဒ္ဓဦးနေ့ရဲ့မနက်တော့ကိုလာရောက်ပြီးတော့မျှဝေပေးတဲ့ live show လေးပဲဖြစ်ပါတယ်ဒါကျွန်တော်ရဲ့ဒါ channel ဒါအဟောင်းကြီးပေါ့ဗျာကျွန်တော်ရဲ့ဒါ channel subscriber 2600ရှိတယ်ကျွန်တော်ရဲ့ဒါ channel ကခုနလေးမှကျွန်တော်ဒါတင်လိုက်တာကိုရီမားတွေတ issue ဆို90ကျော်ပဲရှိတယ်ကျွန်တော်ရဲ့ဒါအကောက်ကဘန်းသွားလို့ကျွန်တော်ရဲ့ကိုရီမားကျွန်တော်ဒါ channel တက်မှာလာရောက်ပြီးတော့တင်ပေးတာဖြစ်ပါတယ်ကျွန်တော်ရဲ့ဒါ channel ကဘန်းသွားလာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဒါ channel တက်မှာလာရောက်ပြီးတော့တင်ပေးတာဖြစ်ပါတယ်ကျွန်တော်ရဲ့ဒါ channel အသက်ကိုလည်းအရင်တည်းကဆောင်းမြော်ပြီးတော့အားပေးနေတဲ့ဒါလူသစ်တရောဒါအခုမှမြင်လို့ sorry အရင်တည်းကဆောင်းမြော်ပြီးတော့အားပေးနေတဲ့လူကောင်းမိတ်ဆွေတွေရောအခုမှမြင်လို့တွေ့လို့အားပေးတဲ့လူသစ်မိတ်ဆွေတွေရောကျွန်တော်ရဲ့ဒါ channel လေးကိုကျွန်တော်ရဲ့ဒါ channel အသက်လေးကို subscribe မနေကတည်တယ်ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုရီမာကျွန်တော်ရဲ့ channel လေးကို subscribe နေခဲ့မယ်ဘေးနားမှာရှိတဲ့ recording လေးကိုပါကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုရီမာတွေကအမဲအောင်ပြောင်းနှိပ်ခဲ့ပေးမယ်အမှန်တကယ်အားပေးတော့လမလေးနှိပ်မယ်ဒါကျွန်တော်ရဲ့ channel လေးကိုလည်းဒါအရင်တုန်းကကိုရီမာတွေအရင်တုန်းကကျွန်တော်မြေအားပေးတဲ့ကိုရီမာတွေမြင်လို့တော့ share တဲ့ကိုရီမာတွေက share ပေးမယ်မျှဝေတက်တဲ့ကိုရီမာတွေကမျှဝေပေးမယ်အမှန်တကယ်အားပေးတော့လမလေးတွေနှိပ်မယ် channel ကိုလည်းအများမြင်အများတွေ့အများသိမြင်အောင် share တဲ့ကိုရီမာတွေက share ပေးမယ်ကဲစတင်ပြီးကျွန်တော်ရဲ့ကိုမှာပြောပြပေးပါမယ်6ရက်နေ့ဗုဒ္ဓဦးနေ့ရဲ့မနက်เนาะဗုဒ္ဓဦး sorry ကျွန်တော်ရဲ့ကိုမှာဗုဒ္ဓဦးနေ့ရဲ့မနက်ညနေကုံအတွက်ကိုလာရောက်ပြီးတင်ပြရဖြစ်ပါတယ်မနက်စီမှာကျွန်တော်ရဲ့ကိုမှာမမီညနေစီမှာမိဆိုတဲ့စိုက်မှုရနေကုံမှာမဖြစ်မနေထီကိုထိမယ်ဆိုတဲ့စိုက်မှုလာရောက်ပြီးတင်ပြတဲ့အကူတွေမှာတင်ပြရဖြစ်ပါတယ်မနက်စီမှာအဆင်ပြေညနေစီမှာလုံးဝအဆင်ပြေမယ်ဆိုတဲ့အကူတွေမှာစိုက်မှုရရလာရောက်ပြီးတင်ပြဖြစ်ပါတယ်ကဲအားလုံးပဲကျွန်တော်ရဲ့ချင်းမိတ်ဆွေအကူတွေမှာတွေအားလုံးပဲเนาะ6ရက်နေ့ဗုဒ္ဓဦးနေ့ရဲ့မနက်ညနေကုံမှာမဖြစ်မနေထီကိုထိအောင်ဆော်ရမယ်1ချိန်နေကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုရီမားတွေအောင်လို့ပဲ2 4 1ချိန်မှာ2ပိုင်း4ပိုင်းပါเนาะကျွန်တော်ပြောပြီးလိုက်ပြီเนาะကျွန်တော်ရဲ့ကိုရီမားတွေမနက်သေးမှာလည်းလိုက်ဆော်ရမယ်ညနေသေးမှာလည်းဆော်ရမယ်မနက်သေးမှာပုံမပြီးတော့အားကောင်းတယ်မနက်သေးမှာမကြိုက်တော့ညနေသေးမှာလုံးဝကြိုက်မယ်ဆိုတော့စိုက်မှုရနဲ့ကိုရီမားတွေအောင်လို့ပဲ2ပိုင်း4ပိုင်း2 4 1ချိန်မှာကျွန်တော်မင်းရောက်ကွက်တွေကိုယူပြီးသွားခဲ့မယ်မင်းရောက်ကွက်တွေကိုယူပြီးသွားခဲ့မယ်ကိုမှလုံးမိုင်းရှိတွဲပြီးတော့ကစားမယ်ဒါဒီအင်္ဂါနေ့ရဲ့ညနေမှာကျွန်တော်ရဲ့ကိုရီမားကျွန်တော်ပေးထားခဲ့တယ်နော်ကျွန်တော်ငါးရင်းနေမှာကျွန်တော်ရဲ့ကိုရီမာ305ဝိုင်းကျွန်တော်305ဆိုတဲ့ခန်းလေးကိုကျွန်တော်ကိုမှပြီးဆုံးသွားခဲ့ပြီကျွန်တော်ပြီးထားခဲ့တော့3ပိုင်း5ပိုင်းနဲ့ပြီးထားခဲ့တော့လေ305ဆိုတဲ့ခန်းကဒဲကြသွားတာဖြစ်တဲ့အတွက်မင်းရောက်တော့ကျွန်တော်ကိုမှဆင်ပြေခဲ့ဘူးဆိုပေမဲ့လေပတ်တီးကိုပတ်တဲ့အကူရီမာတွေ3ညကိုပတ်တဲ့အကူရီမာတွေရော9ကိုပတ်တဲ့အကူရီမာတွေဒီညနေမှာအဆင်ပြေလိမ့်မယ်305ဝိုင်းကိုပြီးထားတာဖြစ်တဲ့အတွက်305ဝိုင်းကဒဲကြသွားဖြစ်တဲ့အတွက်ကျွန်တော်ကိုမှ main all ကွက်နဲ့တော့ကျွန်တော်ကိုမှအဆင်ပြေခဲ့ဘူးဆိုပေမဲ့လေပတ်တီးပတ်တဲ့အကူရီမာတွေလောက်ပဲဒီအင်္ဂါနေ့နေ့မှာအဆင်ပြေခဲ့မယ်6ရက်နေ့ဗုဒ္ဓဦးနေ့ရဲ့မနက်ညမှာလည်းအဆင်ပြေအောင်ကြိုးစားပေးထားတယ်လုံးမိုင်း main ကွက်တကောင်းနှစ်ကွက်ကောင်းတွေကိုပါတစ်ခါလေးပြောသွားပေးမယ်မနက်ညမှာဒီကဆိုရမယ်1ချိန်ပြီး2 4 1ချိန်2ပိုင်း4ပိုင်းနှစ်နဲ့ပတ်သက်ရင်2 1ကဲ2 6ကဲ2 8ကဲ2 9ရဲ့ဖြစ်ပါတယ် sorry 2 1ကဲကျွန်တော်တို့ကမှ2 1ရဲ့เนาะ2 5ရဲ့2 8ကဲ2 9ရဲ့ဖြစ်ပါတယ်နင်းနဲ့ပတ်သက်လို့မပတ်နိုင်ဘူးကိုရီဆိုတဲ့အကူရီမိုက်အတွက်ကျွန်တော်နင်းနဲ့ပတ်သက်ပြီးတော့ main ကွက်တွေဒီတာ2 1 2 5 2 8 2 9ဒီနင်းနဲ့ပတ်သက်ပြီးကျွန်တော်ရဲ့အကူရီမိုက်အောင်လည်း main ရောက်ကွက်ပဲဖြစ်ပါတယ်ကဲ4နဲ့ပတ်သက်လို့မပတ်နိုင်ဘူးမောင်လေးရေ main ရောက်ကွက်တွေကိုရွေးချက်ပေးပါဆိုတဲ့အကူရီမိုက်အတွက်4နဲ့ပတ်သက်လို့ရှိရင်လေ4 1ရဲ့4 5ရဲ့4 8ကဲ4 9ရဲ့ပဲဖြစ်ပါတယ် like မှတ်ထားပါအပန်းမကြည့်ရင် comment လေးမှာမှန်ပေးပါနော်အကူရီမတွေဗုဒ္ဓဦးနေ့ရဲ့နေကုံမှာကျွန်တော်ပေးထားခဲ့တဲ့လုံးမိုင်1ချင်းကိုမနက်ညကိုမဖြစ်မနေထိအောင်ဆော့မနက်သေးမှလာခဲ့တော့ရှိညနေသေးမှပပလေးပဲရန်ဆော့မယ်မနက်သေးမှမလာဆိုညနေသေးမှအဓိကထားပြီးဆော့မယ်ကိုမှလုံးမိုင်ရှိရင်တွဲပြီးတော့ဆော့အဆင်ပြေမယ်အကူရီမတွေအားလုံးပဲနော်ကဲ၄နဲ့ပတ်သက်ရင်4 1ကဲ4 5ရဲ့4 8ကဲ4 9ရဲ့ဒီ4နဲ့ပတ်သက်ပြီးတော့မိန်းမှာကီးတွဲအခွေကျွန်တော်ရဲ့ကိုမှပြောပြပေးပါမယ်ကီးတွဲအခွေကျွန်တော်ရဲ့ချင်းမိတ်ဆွေအကူရီမတွေအားလုံးပဲ2 3 68 2 3 68ဒီအဘီးပေါအနေနဲ့ဆောက်လို့ရတော့လို့ပဲကီးလေးနေနဲ့ဆောက်လို့ရပါတယ်ဒါတော့ကျွန်တော်တီးတွဲခွေလို့ပေးထားတာဖြစ်ပါတယ်အဘီးပေါအနေနဲ့လည်းကစားအခွေအနေနဲ့လည်းကစားလို့ရတယ်လို့မျိုးပဲကီးလေးနေနဲ့ကျွန်တော်ကမှဆောက်လို့ရပါတယ်ကီးတွဲအခွေပဲဖြစ်ပါတယ်2 3 68ဒီအဘီးပေါကီးတွဲအခွေပဲဖြစ်ပါတယ်ကြအောင်မယ်နှစ်နဲ့ပတ်သက်လို့ကျွန်တော်ရဲ့မှတကွက်ကောင်းအောင်ဆောင်းမြော်နေတဲ့ကိုဒီမားတွေအတွက်နှစ်နဲ့ပတ်သက်လို့ကျွန်တော်ရဲ့မှတကွက်ကောင်းဒီ2 6နဲ့เนาะနည်းနည်းပဲကျွန်တော်ကမှတက်ကွက်ကောင်းသည်2 6
လေးနဲ့ပတ်သက်လို့တကွက်ကောင်းပြောသွားပေးပါမယ်အကူဒီမှာကျွန်တော်တို့ channel အသစ်ကို subscribe နေခဲ့မယ်ကျွန်တော်တို့အရင် channel တင်နေကြ channel ကျွန်တော်တို့ဒီမှာဘန်သွားပြီဗျကျွန်တော်ဘန်သွားပြီဆိုတော့ကျွန်တော်တို့ဒီမှာ develop နိုင်ရလိမ့်မယ်ဒါကြောင့်ကျွန်တော်တို့ channel ထဲမှာပဲကျွန်တော်တင်ပေးမယ်အကူဒီမှာတွေကဝင်ကြည့်ပြီးတော့ဝင်ယူပြီးတော့ဝင်ဆော့မယ်ကြအောင်မယ်နော်ကဲနှစ်နဲ့ပတ်သက်လို့ကျွန်တော်တို့ဒီမှာတက်ကွက်ကောင်းတီ26လေးနဲ့ပတ်သက်လို့ကျွန်တော်တို့ဒီမှာတက်ကွက်ကောင်းတီ46ပဲဖြစ်ပါတယ်နော်26နဲ့ကျွန်တော်တို့ဒီမှာ46တီအထူးမရောတင်ကွက်2ကွက်ကောင်းဖြစ်ပါတယ်26နဲ့46တီအထူးမရောတင်ကွက်2ကွက်ကောင်းမှာကျွန်တော်ခုပေးခဲ့တဲ့ကဏ္ဍနေနဲ့မရောကွက်တွေတီမနန်းညအနေကုန်မှာဆွဲရမယ်ဗုဒ္ဓဦးနေ့မနန်းညအနေကုန်မှာဆွဲရမယ်မင်းရောကွက်တွေပတ်တီးတွေတစ်ခွက်ကောင်းနှစ်ခွက်ကောင်းတွေဖြစ်တစ်ခွက်ကောင်းနှစ်ခွက်ကောင်းတွေပဲဖြစ်ပါတယ်ကဲကျွန်တော်ရဲ့ဗီဒီယိုမှာနေနားပါတော့ကျွန်တော်ရဲ့ show ဗီဒီယိုဖိုင်လေးကိုစလုံးရှိပဲကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုရီမားတွေအားလုံးပဲစိတ်ချမ်းသာကြကိုရီချမ်းမကြီးမနဲ့ပြေဆုံးနိုင်ကြပါစေလုံခြုံနိုင်မလဲပြေဝနိုင်ကြပါစေအားလုံးပဲမင်္ဂလာရှိတဲ့စကားမင်္ဂလာရှိတဲ့နေ့ရက်တိုင်းကိုဒါရကိုစီပန်နိုင်ကြပါစေလို့ကျွန်တော်ကြိုသူကမှဆွတ်မကိုင်းတောက်ပေးလိုက်ပါတယ်ကဲအားလုံးပဲကိုလာပါအားလုံးပဲကံကောင်းကြပါစေဗျ